ဒီနေ့ခွန်အားရတာလေးကိုပြောပြခြင်းပါတယ်တမန်တော်ဝတ္ထုခန်းကြီး2:21ထိုအခါထာဝရဘုရားကိုပဌနာပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ရကြလက်တံဟုဘုရားပြဋိတော်ရှိ၏ဒီယေရှုခရစ်တော်ဘုရားကိုပဌနာတော်ပြုတဲ့သူတွေကတဲ့ကယ်တင်ခြင်းကိုရရှိမှာဖြစ်တယ်လို့ဒီဘုရားရဲ့စကားတော်ကပြောထားတာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားကိုပဌနာပြုတဲ့အတ္တတာကအလွန်ပင်အကျိုးရှိတာဖြစ်တယ်။ယေရှုခရစ်တော်ဘုရားကိုပဌနာပြုရင်ဒီယေရှုခရစ်တော်ဘုရားကသင်ကိုပြန်လဲကြည့်ရှုမှာဖြစ်တယ်။ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့ကိုဘယ်တော့မှဆုံးပြေးပြစ်မထားပါဘူး။ဒါကြောင့်ဘယ်လိုရာပဲကြုံတွေ့ဘယ်ရာပဲဖြစ်နေပါစေယေရှုခရစ်တော်ဘုရားကိုအောက်မေ့တရပြီးပဌနာပြုတတ်ဖို့လိုပါတယ်။အကယ်၍သင်ကဒီငါတည်ရင်ဘယ်သွားမလဲနောင်တမန်တဲ့အာမခံချက်စိတ်ချမှုမရှိခဲ့ဘူးဆိုရင်သင်ရဲ့ဝိညာဉ်ကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ဝိညာဉ်ကဘယ်နေရာသွားမလဲဘယ်ပုံကိုသွားမလဲဆိုရယ်အာမခံချက်နောင်တမန်တဲ့အာမခံချက်မရှိရင်ယေရှုခရစ်တော်ဘုရားကိုယခုပင်ပဌနာပြုပါဆုတောင်းပါဘယ်လိုဆုတောင်းမလဲဆိုတော့ယေရှုခရစ်တော်ဘုရားကျွန်တော်စိတ်လုံးသားထဲမှာကျင့်မှုဆိုဆက်နေရယူတော်မူပါယေရှုခရစ်တော်ဘုရားကိုအရှင်သခင်ကယ်တင်ပိုင်ရှင်ဖြစ်နေရပေးပါတယ်ယေရှုခရစ်တော်ဘုရားအကျွန်ုပ်စိတ်လုံးသားထဲမှာကျင့်မှုဆိုဆက်နေရယူတော်မူပါယေရှုခရစ်တော်ဘုရားကိုကျွန်ုပ်ထဲမှာနေရပေးတယ်သခင်ယေရှုဘုရားနာမတော်၌အာမင်ထို့သို့ယုံကြည်ဆုတောင်းပတ္ထနာပြုရင်သင်ကအာမခံချက်နောက်တမန်တဲ့စိတ်ချမှုအပြင်ရဲကလူမြောက်ခြင်းတည်ထာဝရအသက်ဘယ်တော့မှမပျက်စီးနိုင်တဲ့ထာဝရအသက်ရရှိမှာဖြစ်တယ်ယေရှုခရစ်တော်ဘုရားရဲ့နိုင်ငံတော်ထဲသို့ဝင်စားပြီးယေရှုခရစ်တော်ဘုရားဤဘုန်းစည်းစိမ်နေပယ်ထဲမှာယေရှုခရစ်တော်ဘုရားခင်နဲ့အတူယေရှုခရစ်တော်ဘုရားရဲ့အိမ်တော်မှာထာဝရနေရာမှာဖြစ်တယ်ခုဒါကြောင့်ယခုသင်္ခါရလောကထဲမှာယေရှုခရစ်တော်ဘုရားကိုခေါ်ဖိတ်ပါယခုသင်္ခါရလောကမှာလည်းယေရှုခရစ်တော်ဘုရားနဲ့အသက်ရှိရင်သင်မှာခက်ခဲသင်ကြုံတွေ့ရများအလုံးကိုအောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်အလုံးဖျားခင်ကောင်းချီးပေးပါစေ။